နှစ်တစ်ကူကိုနောက်ထပ်အတုပအခမ်းအနားနှင့်ဖွင့်လှစ်ခဲ့ရပြန်သည် Miss Inet ပါတုသည်ကာလကြာမြင့်စွာကြောက်ကက်ဝေဒနာခံစားခဲ့ရပြီးအခြေအနေစိုးသည့်ထက်ဆိုးလာကတည်ဆုံသွားခဲ့သည်သူမသည်အသက်62နှစ်ရှိမိုးဆိုးမတဦးဖြစ်ပြီးအရွယ်ရောက်နေပြီဖြစ်သည့်သားနှစ်ယောက်ကျန်ခဲ့သည်သားဖြစ်သူများလည်းကံကောင်းထောက်မှစွာဘူမိုးမှစောစောစီစီထွက်သွားကြသည်သူမသည်အသက်အာမခံဟူ၍လည်းမရှိဘဲမြို့စွန်ရှိအိမ်လေးတွင်မိတ်ဆွေများတင်းအုပ်ဆရာတော်ဒီနီအော့ရှိတွင်ဆုံးပါသွားခဲ့ရသည်ဆရာတော်အော့သည်သူမအိမ်မှကျောင်းတိုင်းနောက်ရှိတင်းချိုင်းမြေရှိရာထွက်လာခဲ့ပြီးကျောင်းတိုင်းရှိကပိယတဦးနှင့်အတူမြေကိုတူးခဲ့သည်ယခုအခါတုတ်တန်တွင်မြုပ်နှံခဲ့ရသောအရေးအတွက်သည်18ဦးရှိလာခဲ့ပြီဖြစ်သည်လူများတဖြည်းဖြည်းပြန်သွားသည်နှင့် Miss Inet ၏ရုပ်ကလပ်ကိုလူနာတင်ကားပေါ်သို့တင်ပြီးဟတ်တီဘက်ရှိ Forest စီရင်စုကျန်းမာရေးဌာနသို့တည်ယူသွားခဲ့သည်ထိုဌာနတွင်ပေတွန်အကျိုးဆောင်ကုမ္ပဏီမှငှားရမ်းထားသောဆရာဝန်ကအသားစာများနှင့်သွေးများကိုထုတ်ယူပြီးခွဲစိတ်စစ်ဆေးခဲ့သည် Miss Inet သည်ပြီးခဲ့သည့်နှစ်ပေတွန်ကုမ္ပဏီနှင့်ဆက်သွယ်လာစဉ်ကတည်းကထိုသို့ပြုလုပ်ရန်သဘောတူခဲ့ပြီးဖြစ်သည်သူမ၏ကိုရင်းအင်္ဂါများနှင့်အသားစာများကိုစစ်ဆေးမိဆိုကနောက်တစ်ချိန်တွင်တရက်ခွင်တွင်အလွန်အရေးပါလာမိတက်တဲ့အထောက်အထားအဖြစ်ထွက်ပေါ်လာမည်ကိုသိထား၍လည်းဖြစ်သည်သူမတိတ်ဆုံးပြီး8နာရီအကြာတွင်သူမ၏ရုပ်ကြွင်းအားဈေးပေါ်ပေါ်အခန်းတွင်ထည့်၍ဘိုးမိုးသို့ပြန်တည်လာကြပြီးထင်းရှူသောအရက်ရှိဖျားเจ้าတွင်တညထားမိဖြစ်သည်ခန္ဓာချုပ်ငိမ့်သွားပြီဆိုကဝိညာဉ်သည်ကောင်းကင်ဘုံသို့တက်သွားခဲ့ပြီဖြစ်၍ထိုကဲ့သို့အခမ်းအနားများသည်တကယ်တမ်းမလိုအပ်အရာလည်းမရဟုဆရာတော် off ကဖျားเจ้าလာပြိဿတ်များကိုသဘောပေါက်အောင်ပြောထားခဲ့သည်ဇာပနအခမ်းအနားများအလောင်းကိုမတကြိုမီညှဉ်းနှံခံစောင့်နေရခြင်းစိတ်စိမ်ခြင်းပန်းများဈေးကြီးသောခေါင်းတလားများသည်တကယ်တော့ငွေနှင့်အချိန်ကိုဖြုံးတီးနေခြင်းတတ်တာဖြစ်သည်မြေမှုန့်မှမြေမှုန့်သို့ပြမပြတို့သာပြန်ရောက်ကြရစမြင်ဖြစ်သည်ဖျားသခင်ကကျွန်ုပ်တို့ကိုဗလာဖြင့်လောကထဲပို့ခဲ့ပြီးထိုနည်းအတိုင်းသာကျွန်ုပ်တို့ထွက်ခွာသင့်သည်မဟုတ်ပါလောနောက်တနေ့တွင် Miss Inet ၏ဇာပနအခမ်းအနားကိုသူကိုယ်တိုင်ဦးဆောင်ပြုလုပ်ပေးခဲ့သည်ခန်းလုံးပြည့်ကြီးပါတက်ရောက်လာကြပြီးထိုအထဲတွင် West နှင့် Mary Grace တို့လည်းပါဝင်သည်ထိုအပြင်ဆက်စုလိုစိတ်ဖြင့်ရောက်လာကြသောရှင့်နေများကိုလည်းတွေ့ရသည်သင်အုပ်ဆရာတော် off သည်အဆိုပါအခမ်းအနားများနှင့်ပတ်သက်၍ပိုင်နိုင်ကျွမ်းကျင်လာသည်နှင့်အမျှယခုပွဲအတွင်းစိတ်သက်မြင့်တင်ပေးနိုင်ခဲ့သလိုတခါတရံရေမောပျော်ရွှင်ပွဲဖြစ်အောင်လည်းဖန်တီးပေးနိုင်ခဲ့သည် Miss Inet သည်ဖျားเจ้าအတွက်အရန်စံရတီးသူလည်းဖြစ်သည်သူမတီးရဖို့အခွင့်ကြုံလာတိုင်းလက်တံပြင်းပြင်းနှင့်စိတ်ပါလက်ပါတီးတတ်သည်အမြဲတမ်းလိုလဲလက်ကွက်တဝက်နီးပါးလောက်ကိုမေ့နေတတ်သည်သူကိုယ်တိုင်လည်းနားမကြားတော့ပြန်၍အတန်တွေဘလို့ထွက်လာနေသည်ကိုလည်းမသိဖြစ်နေသည်ထိုကဲ့သို့တိမုတ်ဖျော်ဖြေခဲ့ပုံများကပင်အားလုံးအတွက်အမှတ်ရစရာဖြစ်ခဲ့ရသည်ကရိန်းဓာတုနှင့်၎င်းတို့ကျူးလွန်ခဲ့မှုများကိုယခုလိုအချိန်တွင်ခပ်ပြင်းပြင်းစော်ထည့်လိုက်ဖို့လွယ်ကူတော်လဲသင်းအုပ်ဆရာတော် off သည်ကုမ္ပဏီ၏အမိကိုပင်ထည့်ပြောမသွားခဲ့တေသူကတေပြီးသူပြောနေလို့လဲဘာမှအကြောင်းထူတော့မီမဟုတ်သူမကိုဘသူတက်တလဲဆိုသည်ကိုအားလုံးကလည်းသိထားပြီးဖြစ်သည်အခမ်းအနားသည်တနာရီခန့်ကြာပြီးနောက်ပြီးဆုံးသွားခဲ့သည်ခေါင်းတလားကိုထမ်းမိလူများကတစ်သားအခေါင်းကိုမြင်းဆွဲလဲပေါ်သို့တင်လိုက်ကြသည်ထိုလဲအားမစ္စတာအာမန်ဂရန်ပိုင်ပြီးတနယ်လုံးတွင်တစ်ခုတည်းသာကျန်တော့သည်မစ္စတာမန်ဂရန်သည်ကရိန်းဓာတုကြောင့်စောစောစီစီတိတ်ဆုံးခဲ့သူများတွေကတဦးဖြစ်သည် off ရောက်လာသည့်အချိန်တွင်တတိယမြောက်တိတ်ဆုံးသူလည်းဖြစ်သည်သူ၏ခေါင်းတလားကိုအဖိုးဖြစ်သူ၏မြင်းဆွဲလဲဖြင့်ဖះเจ้าမှတင်းချိုင်းမြေသို့တည်သွားရန်တိတိကျကျတောင်းဆိုခဲ့သည်တိုးတောင်းသောအကွာအဝေးကိုထို့သို့တည်ယူခဲ့မှုသည်
ချက်ချင်းလိုလူကြိုက်များသွားပြီးအစင်အလာတစ်ခုလိုဖြစ်သွားခဲ့ရသည် Miss Ines ၏ခေါင်းတလားကိုမြင်းဆွဲလဲပေါ်သို့တင်ပြီးသည်နှင့်တင်းအုပ်ဆရာတော် off သည်မြင်းဘေးတွင်ရက်လိုက်ပြီးဇက်ကျိုးကိုဆွဲလိုက်သည်နှင့်မြင်းအိုကြီးလဲလှုပ်လီလှုပ်လဲနှင့်စလှမ်းလာပြီးဖះเจ้าရှိလူအုပ်ကြီးအားဘေးလန်းလေးမှတဆင့်တုတ်တန်ရှိရာသို့ဥဆောင်သွားခဲ့သည်တောင်ပိုင်းသားတို့၏အစဉ်အလာအတိုင်းအတုပလိုက်လံပို့ဆောင်မှုများချက်ပြုတ်ယူလာကြသည့်စားဝတ်များနှင့်ခမ်းမအတွင်ဝိုင်းဝန်းစားတောက်ခဲ့ကြသည်တေခြင်းတရားနှင့်အကျွမ်းတဝင်ရှိနေပြီးသားဖြစ်သည့်မြို့သူမြို့သားများအတွက်ဇာပနအခမ်းအနားပြီးအစားအသောက်များကိုအတူတူစားသုံးခွင့်ရခဲ့မှုကပင်ဝမ်းနဲ့ပူဆွေးခဲ့ရသူများအချင်းချင်းတောကများကိုမျှဝေခန်းစားခွင့်ပေးသလိုဖြစ်ခဲ့ရသည်ဆရာတော် off သည်တဦးချင်းစီကိုလိုက်လံနှုတ်ဆက်ပြီးဆူတောင်းပေးစရာလူများတွေ့ရပါကဆူတောင်းပေးနေခဲ့သည်အခုလိုစိတ်မချမ်းမြေ့စရာကောင်းသည့်အချိန်တွင်အားလုံး၏စိတ်ထဲတွင်နောက်ဘသူအလှဲ့လဲဟူသောမေကွန်းကြီးထွက်ပေါ်လာနေသည်အားလုံးကလည်းကိုအကျဉ်းသားများဖြစ်နေပြီလားဟုတွေးတောနေကြသည်အကျဉ်းထောင်ထဲတွင်အထီးကျန်ဘဝနှင့်ဒုက္ခများရောက်နေရင်းကသူတို့ထဲကဘသူကိုများပကွက်သားကလာခေါ်မလဲဟုမရေမရာအတွေးများဖြင့်ချလဲနေကြသည်အသက်14နှစ်ရှိရိုရီဝါကာသည်လူကီမီးယားယောဂါကိုဆယ်စုနှစ်တစုနီးပါးကြာတိုက်ပွဲဝင်လာခဲ့တော်လဲယခုအခါအခြေအနေကတဖြည်းဖြည်းရုပ်ရော့ဆိုးဝါးလာနေပြီဖြစ်သည်ရိုရီအလှည့်ရောက်ဖို့အလားအလာအရှိဆုံးဖြစ်နေသည်ယခုကြောင်းသွားနေ၍မလာနိုင်တော့လဲအမေနှင့်အဖွားဖြစ်သူတို့တော့ရောက်နေကြသည်ပေတွန်တို့လင်မယားလဲတောက်တနေရာတွင်ဂျင်းနဲ့ပေကာနှင့်စကားလက်ဆောင်ကြနေသည်အမှုကိစ္စကိုတော့ပြောနေကြခြင်းမဟုတ်သူတို့လက်ထဲတွင်လဲပန်းကော်ပီစိမ်းဒင်ခဲများနှင့်ရောချက်ထားသည့်ဟင်းကိုကျိုးတို့ကျဲတဲ့ထည့်ထားသည့်စက်ကူပကံများကင်ထားသည်ဂျင်းနဲ့သည်ယခုအခါကုံမျိုးစုံရောင်းသည့်ဆိုင်တစ်ဆိုင်တွင်ညဘက်အယောင်စရိတ်အဖြစ်ဝင်ရောက်လုပ်ကင်နေပြီဖြစ်သည်ပတ်စံလေးရှိလာလျင်ဒီထက်ကောင်းသည့်ထရေလာတစ်ခုဝယ်ဖို့လဲစိတ်ကူးနေသည်ယခုသူမနှင့်ဘတ်တီတို့အစိမ့်မကဲကြတော့ပဲမကြာခဏဆိုသလိုစကားများလာသည်ဘတ်တီ၏ရီးစားအသစ်ဆက်သည်မကြာခဏဆိုသလိုညအိညက်နေရောက်လာတဲ့ပြီဖြစ်သည်ထို့အပြင်ဂျင်းနဲ့၏အမှုအကြောင်းကိုလည်းအလွန်အမင်းစိတ်ဝင်စားနေပုံရှိသည်ဂျင်းနဲ့သည်ရခင်ကားထက်စာလျင်ကိုရောစိတ်ပါပို၍ကြန့်ခိုင်ပြတ်သားလာပုံရသည်ခန္ဓာကိုယ်အလေးချိန်အားဖြင့်လဲပေါင်အနှဲငယ်တက်လာသည်စိတ်ကြပျောက်စိမ်းများလဲမတောက်တော့ဟုပြောသည်လူများကသူမအားဆက်ဆံပုံသည်လဲအရင်လိုမဟုတ်တော့ခမ်းမထဲရှိအခြားသူများကိုလှမ်းကြည့်နေရင်းကလေတံတိုးတိုးဖြင့်ခဏလောက်တော့သူတို့တကယ်ကိုဂုဏ်ယူခဲ့ကြတယ်ကျမဘက်ကငုံမခံနဲ့ပြန်ချပြီးအနိုင်ရလာခဲ့လို့နောက်ဆုံးကျကျမတို့ရဲ့စင်းရဲချွတ်တဲ့နေတဲ့မျိုးလေးကစင်းရဲနှမ်းပါသူတွေပြောတာကိုအပြင်ကတယောက်ယောက်နားဆွင့်လာတယ်